Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာတော့ငွေရဘယ်ကြောင်းရလေးကိုရှင်းပြပေးခြင်းလဲဆိုတော့ပေါ့နော်အားလုံးလည်းစိတ်ဝင်စားနေကြတယ်ဒီ Pyrite ဆိုတဲ့ crystal ကြောင့်လေးကြောင့်လည်းရှင်းပြပေးခြင်းတာပေါ့နော်ကြောက်ဆိုတာတဲ့သူကမတ်တယ်ပေါ့နော်မတ်တယ်သူကကြေးဝါတို့ငွေတို့ platinum တို့လိုမျိုးမတ်တယ်လေးပေါ့နော်ဒီ Pyrite ဆိုတဲ့မတ်တယ်ကြောင့်လေးကြောင့်လည်းရှင်းပြပေးခြင်းတာပေါ့လေအဲ့တော့ငွေကမရှင်းပြပေးခင်မှာငွေရဲ့အကြောင်းလေးကိုရင်ပြောရမယ်ဆိုရင်ငွေကကြောက်မြတ်ရနာနဲ့ပတ်သက်ပြီးတော့ငွေအများကြီးလေးလာတယ်ပြီးတော့ငွေဝါသပါပေါ့နော်ဒီ energy ဘိုင်းဆိုင်ရာပေါ့ဥပမာပြောရမယ်ဆိုရင်ဒီ Pyrite ကြောင့်လေးကဘလို့ energy စွမ်းရည်တတိနဲ့ပေးစွမ်းနေလဲဗရမများဒီဘလို့စွမ်းရည်တတိမျိုးတွေနဲ့ပိုင်ဆိုင်ထားလဲပေါ့နော်အစသဖြင့်ပေါ့ဒီကြောင့်လေးတွေတစ်ခုချင်းဒီမှာရှိတဲ့ energy စွမ်းရည်နဲ့ပတ်သက်ပြီးတော့ငွေကအရင်လဲဝါသနာပါတယ်အရင်လဲပါရမီပါတယ်ပေါ့နော်အဲ့ဒီတော့လဲငွေကဒီနေ့လေးမှာဒီလို crystal ကြောင့်လေးဖြစ်တဲ့ဒီ Pyrite ဆိုတဲ့ကြောင့်လေးကြောင့်ငွေရှင်းပြပေးချင်တာပေါ့လေဒီ Pyrite ကြောင့်လေးက iron sulfide လို့ခေါ်ရပေါ့နော် FeS2 တန်နဲ့ sulfur တွေပေါင်းစပ်ထားတဲ့ဒီဓာတုတတုမျိုးလေးတစ်မျိုးအစားဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့သူကမာဆင့်အနေနဲ့6ကနေပြီးတော့ 6.5 ရှိတယ်နောက်သူ့ရဲ့ဒီ crystal form ပဲပေါ့နော်ကုဘပုံသဏ္ဍာန်ရှိတဲ့အတွက်သူကဒီလိုကုဘပုံသဏ္ဍာန်လေးနဲ့ပေါ့နော်ရှိတယ်ပြီးတော့အယောင်နေနဲ့ပေါ့နော်ကြေးဝါရောင်ကနေပြီးတော့ရွှေဝါရောင်လေးရှိပါတယ်ဒီ Pyrite ကြောင့်လေးကိုပေါ့နော်ကဘာပေါ်ကနေရာဒေသအနှံ့မှာတူပေါ်တွေ့ရှိရပါတယ်အထူးသဖြင့်ပေါ့နော်ပီရူးနိုင်ငံရုရှားနိုင်ငံနဲ့စပိန်နိုင်ငံအမေရိကန်နိုင်ငံနဲ့အီတလီနိုင်ငံတွေမှာအများဆုံးတူပေါ်တွေ့ရှိပြီးတော့မြန်မာနိုင်ငံရဲ့တတုတူပေါ်ရဲ့လုပ်ငန်းဒေသတွေမှာလည်းပေါ့နော်တွေ့ရှိရအောင်တွေ့ရပါတယ်တဲ့ဒီ Pyrite ကြောင့်လေးကိုပေါ့နော် sulfuric acid ထုတ်လုပ်တဲ့နေရာမှာအကြီးစားအဓိကအသုံးပြုရဖြစ်ပြီးတော့ငွေတို့ရဲ့ဒီ sulfuric acid ကပေါ့နော်ငွေတို့ရဲ့ဒီဆေးဝါးတွေဒီပိုးသက်ဆေးတွေပြီးတော့စက်ပြာတွေစသဖြင့်စိုးစေးတွေစသဖြင့်ပေါ့နော်ဒီလိုကုန်ကျန်းတွေမှာအဓိကအသုံးပြုရပေါ့နော် sulfuric acid ကအရန်ကိုအသုံးဝင်ပြီးတော့အသုံးတဲ့ဒီ Pyrite ကြောင့်မျိုးစားလေးဖြစ်ပါတယ်ရွှေထုတ်လုပ်ရေးလုပ်ငန်းတွေမှာလည်းပေါ့နော်ဒီ Pyrite ထဲမှာရွှေအနှဲငယ်ပါဝင်နေတာဖြစ်တဲ့အတွက်ရွှေထုတ်လုပ်ရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ဒီရွှေတွေကိုတူးဖော်ရဲပေါ့နော်တတ်ထုတွင်းတွေမှာလည်းဒီရွှေရရှိဖို့အတွက်ကိုဒီ Pyrite ကြောင့်လေးကိုအသုံးပြုပြီးတော့တူးဖော်ကြတာကိုတွေ့ရှိရတယ်ပေါ့နော်အဲ့တော့အားလုံးလည်းစိတ်ဝင်စားနေပြီဖြစ်တယ်ဒီ Pyrite ကြောင့်လေးနဲ့ပတ်သက်ပြီးတော့ energy ဘိုင်းဆိုင်ရာလေးကိုငွေအနေနဲ့ရှင်းပြပေးချင်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ Pyrite ကြောင့်လေးကသူ့ရဲ့ဒီကြောက်ထဲမှာရှိတဲ့ energy စွမ်းရည်ပေါ့နော်သူ့ရဲ့ဒီကြောက်လေးရဲ့ energy စွမ်းရည်ပြီးကြောက်တွေအများကြီးတွေရမှာ energy အကောင်းဆုံးပေါ့နော်အကောင်းဆုံးနံပါတ်1နေရာမှာယူထားတဲ့ကြောက်လေးအမျိုးအစားဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ Pyrite ကြောင့်လေးကိုဒီတစ်မျိုးရဲ့စောင့်ခြင်းအပြင်ဝစ်စင်ခြင်းအပြင်ဒီကျွဲဝချမ်းသာခြင်းဆိုတဲ့ဓာတ်ကိုသူကပေးစမ်းရုံနဲ့မကောက်ပေါ့နော်ဒီလိုမျိုး crystal လေးတွေတခြားကြောက်လေးတွေနဲ့လည်းတွဲဖက်ပြီးတော့ဝစ်စင်ခြင်းအဖြစ်ပေါ့နော်အများကြီးပေါ့ကိုဖြစ်ချင်တဲ့အရာကိုလိုချင်တဲ့အရာအများကြီးလို့ယူလို့ရရပေါ့လေအဲ့တော့ဒီ Pyrite ကြောင့်လေးကကြတော့သူက sacral chakra ကိုပို့ပြီးတော့အားကောင်းစေတယ်အဲ့တော့ sacral chakra ဒီအရင်အရေးကြီးတဲ့ chakra တွေမှာလည်းပါတယ်ပေါ့နော်အဲ့ဒီအပြင်မှာသူကဒီအဲ့တမျိုးအားကောင်းစေရတာဆိုတော့မဟုတ်chakra အကုန်လုံးပေါ့နော်ဒီ chakra 9ခုလုံးကိုအားကောင်းစေရပေါ့ဒီ chakra 9ခုလုံးကိုအားကောင်းစေရအပြင်ဒီ Pyrite ကြောင့်လေးကပေါ့နော်သူ့တစ်မျိုးလေးနဲ့ဝတ်ဆင်တယ်ဆိုရင်တော့မှသူ့တစ်မျိုးလေးဆောင်တယ်ဆိုရင်တော့မှသူကကျွဲဝချမ်းသာခြင်းတက်ကိုအပြည့်ဝပေးတယ်ပြီးတော့ negative energy ကိုစုပ်ယူပေးရဲ့အပြင်သူက positive energy ကိုထုတ်လုပ်ပေးတယ်ပြီးတော့ protection ဆိုရပေါ့နော်မကောင်းတာတွေကိုလည်းကာကွယ်ပေးတဲ့ energy ကနေလည်းကာကွယ်ပေးတဲ့ကြောင့်လေးပေါ့နော်အဲ့ဒီအပြင်မှာသူကစီးပွားလက်လာပါတယ်ဆိုရကျွဲဝချမ်းသာခြင်းဆိုရပေါ့နော်စီးပွားလက်လာပါတယ်ငွေကြေးဥစ္စာလူမှုရေးစီးပွားရေးပေါ့နော်အခြေစသဖြင့် relationship စသဖြင့်ကိစ္စရေးရအဖျားဖျားမှာလဲသူကနေပြီးတော့ကျွေဝချမ်းသာခြင်းတက်ကိုပေးရပုံလေးအဲ့ရလေးနဲ့ပတ်သက်ပြီးတော့လဲငွေကိုယ်တိုင်ဒီကြောက်လေးကိုစောင့်ခြင်းအပြင်ဝစ်စင်ခြင်းအပြင်ငွေကိုယ်တိုင်ကြုံတွေ့ရတဲ့ experience တွေကိုလဲငွေဒီမှာနည်းနည်း sharing လုပ်ပေးမယ်ပေါ့နော်အဲ့တော့ငွေရလေဒီလားဒီငွေစီမှာ Pyrite ကြောက်လေးအနေနဲ့ပေါ့နော်ငွေကဒီ energy ကြောက်တွေနဲ့လည်းပတ်သက်ပြီးတော့ငွေဝါနာပါတယ်ပေါ့လေအဲ့တော့ငွေလေးလာတယ်အဲ့ခါမှာငွေစီကိုအရင်ဆုံးရောက်လာတဲ့ကြောက်လေးပေါ့နော်ဒါလေးကငွေစီကိုအရင်ဆုံးရောက်လာတဲ့ကြောက်လေးပါအဲ့ဒါလေးကိုငွေဒီပြပွဲမှာပေါ့နော်ငွေဝယ်တယ်ဒီလက်စွပ်လေးကိုလည်းငွေအများကြီးလေးနောက်ပိုင်းမှာရောင်းပေးဦးမယ်နော်ဒီလိုမျိုး Pyrite နဲ့ပတ်သက်ပြီးတော့လည်းငွေ sharing နဲ့အများကြီးလုပ်ပေးခြင်းနဲ့ Pyrite ကြောက်လေးကိုစောင့်ခြင်းအပြင်ဝစ်စင်ခြင်းအပြင်ပေါ့နော်ဘယ်လိုစွန့်ရင်တတိရှိမလဲပေါ့ဘယ်လိုစွန့်ရင်တတိရမှာလဲဆိုပြီးပြောနေကြတဲ့သူတွေအတွက်ပေါ့နော်အဓိကတော့ပေါ့လေငွေပြောချင်တာကတော့ဘယ်လိုအရာတွေပဲဝှေ့ဘယ်လိုအဆောင်ရတွေပဲဝှေ့ပေါ့နော်အဓိကဒီကိုကကောင်းမွန်တဲ့ positive energy ရှိနေဖို့အရေးကြီးရပေါ့လေအဲ့ဒါလေးကိုအရင်ဆုံးပြောပြပေးခြင်းနဲ့ပေါ့နော်အဲ့တော့ကိုကကောင်းမွန်တဲ့ positive energy ရှိနေဖို့အရေးကြီးတယ်ကိုကဘယ်လိုအဆောင်ရတွေပဲဝှေ့နောက်ဆုံးကိုမှကောင်းမွန်တဲ့ positive energy ရှိမနေဘူးဆိုရင်တော့ဘယ်အရာပဲဝှေ့တာအစမ်းထားမှာမဟုတ်ဘူးပေါ့လေအဲ့ဒါလေးကိုလည်းငွေဒီမှာထည့်ပြီးပြောပြပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီ Pyrite ကြောင့်လေးကိုငွေ
ငွေတွေ့ကြုံခဲ့ရအတွေ့အကြုံလေးကိုငွေ experience လေးပေါ့နော်ဒီရပိုင်းမှာဖြစ်တာလေးငွေအများကြီးရှင်းပြပေးခြင်းနဲ့ပေါ့လေအဲ့ဒါဘာလဲဆိုတော့ငွေဒီလက်ပတ်လေးကိုပေါ့နော်မမရရရှိရရှိလာပေါ့နော်နေ့လေးမှာငွေဒီလက်ပတ်လေးကိုငွေဝယ်လာတယ်အဲ့ဝယ်တဲ့နေ့လေးမှာငွေကဒီငွေလက်နဲ့ရကြချောင်းနေတဲ့အခါကျတော့ငွေတစ်လုံးလေးဖြုတ်ပြီးတော့ပေါ့နော်ဒီတိုင်းပဲယူလာရပေါ့အဲ့နေ့မှာပေါ့နော်ငွေတိုက်ဆိုင်ငွေဒီနားမှာပေါ့နော်ငွေတိရဲ့မောင်လေးတယောက်ရှိတယ်သူ့ပေါ့နော်ငွေစားစရာတချို့နဲ့ဒီကြောက်လေးပေါ့နော်ဒီ pirate ကြောက်လေးကိုမမရရပေါ့ဆိုပြီးတော့ငွေအိမ်ညမှာငွေသူ့လက်ဆောင်ပေးလိုက်တယ်အဲ့ဒါလေးကသူ့လက်ဆောင်ပေးရလေတခုပေါ့နော်အဲ့တော့နောက်နေ့မှာတွေ့ရတဲ့အခါမှာငွေကနေပြီးတော့သူ့မေးကြည့်တယ်မောင်လေးဒီ pirate ကြောက်လေးနဲ့ဝင်တဲ့နေ့ကနေစပြီးတော့ပေါ့နော်မောင်လေးဘာထူးထူးခြားခြားလေးဖြစ်တာရှိလေပေါ့နော်အမကိုပြပြပါလားဆိုတော့သူကဘာပြောလဲဆိုတော့အမားရဲ့ထူးခြားတယ်သိလားတဲ့ဘလို့ထူးခြားရလဲဆိုတော့တဲ့သူပေါ့နော်သူပတ်ဆိုင်ထဲမှာအမြဲဆောင်ထားရပေါ့လေအဲ့ဒါလေးကိုအဲ့တော့သူတရက်မှာတဲ့သူတငယ်ချင်းသူ့ကိုဖုန်းဆက်လာပြီးတော့တငယ်ချင်းကဟိုပေါ့နော်မုံဖိုးပေးရဲ့နောက်တစ်ခုကကြတော့တဲ့သူဘာထူးခြားလဲဆိုတော့အဲ့လိုပေါ့နော်တရက်နေနဲ့သူတငယ်ချင်းကသူ့ကိုခေါ်ပြီးတော့ပေါ့နော်ထမင်းသွားစားရအောင်ဆိုပြီးတော့ထမင်းသွားစားကြရပေါ့နော်ထမင်းစားဟိုဖိတ်တယ်ပေါ့ကွယ်ဆိုတော့အခါကျတော့သူအဓာလေးကိုထူးကြရပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေဆိုရင်လည်းအစီသူအမအောင်အောက်မှာလေးကိုမန့်လေးရေးပေးပါအောင်နော်ဘာထူးကြလဲဆိုတာလေအမလည်းအရင်သိကြမှာပဲပေါ့နော်ထပ်ပြီးတော့အဲ့တော့ငွေကိုယ်တိုင်ကြုံတွေ့ရတဲ့ထူးခြားမှုလေးကြာဘာလေးလဲဆိုငွေပြောပြရပေါ့နော်အဲ့တော့ငွေဒီ8 ရက်8လနဲ့စပြီးတော့နောက်ပိုင်းမှာပေါ့နော်ငွေတရက်မှာလေးတိလားငွေလုံးဝ cash ကလုံးဝပြတ်သွားတယ်ပတ်စံလုံးဝပြတ်သွားပြီးတော့ကွာတိလားဟိုကြည့်လိုက်တော့လေဆန်လေးဝင်အောင်မယ်ပေါ့ငါ cash လေးပြတ်သွားပြီပေါ့ရစရာရှိရဲ့ပတ်စံတွေကလည်းလုံးဝမရအောင်တောင်းလို့ဘလို့မှမရဘူးကွာ cash ကပြတ်နေပြီဟာဒုက္ခပါပဲပေါ့ဆိုပြီးတော့အဲ့ဒီရက်ပိုင်းကငွေဘူးနေအောင်ပေါ့ကွယ်အဲ့နဲ့ငွေဘာလုပ်လဲဆိုတော့ငွေပတ်စံအိမ်လေးပေါ့မှာဒီ pirate ကြောက်လေးငွေတင်ထားရတယ်ပြီးတော့ဖျားစင်မှာပေါ့နော်ငွေဘိုင်းမဟုတ်ဒီလိုပဲဖျောင်းနိုင်လေးထုံးပြီးတော့စိတ်ညစ်ပါဘူးနေအောင်ပေါ့ကွယ်စိတ်ညစ်ပါပဲဘာညာနဲ့ဘူးနေအဲ့အချိန်မှာပဲပေါ့နော်အဲ့ဒီညမှာပဲငွေတို့ဒီကွန်ဒိုတစ်ခုထဲမှာပဲနေရပေါ့နော်ငွေအတိမိသားစုကသူတို့မြန်မာနိုင်ငံကိုပြန်တော့မှာမလို့ခဏပြန်တော့မှာမလို့သူတို့ရဲ့စားစရာတွေပေါ့နော်ချက်စရာတွေစားစရာတွေစသဖြင့်ဟိုဘယ်လိုပြောမလဲ kitchen ထဲကပစ္စည်းတွေအပါဝင်ပေါ့နော်ဆန်တစ်ထုပ်ပါငွေကိုလာပြီးလက်ဆောင်ပေးတယ်သူဟိုထားခဲ့ရအောင်မှာဆိုတော့ပေါ့နော်အဲ့တော့ငွေအတွက်ဆိုပြီးတော့ငွေကိုဒီစားစရာတွေဘုံလိုက်ရယ်ပြီးတော့အိဆန်နေလာပြီးတော့ရယ်ပေါ့နော်အဲ့ဒါလေးကမမရထူးခြားတာလေးတစ်ခုဒါဒီရပိုင်းလေးမှာထူးခြားတာကိုပြောပြရတာနော်အဲ့တော့အဲ့ဒါလည်းပြီးသွားရောငွေကိုအရင်ဆုံးပတ်စံ9သိန်းပေါ့နော်ငွေဘဏ်ကောင်တွေကိုအရင်ဝင်လာတယ်အဲ့ဒါလည်းပြီးတော့သိမကြဘူးတော့ငွေကိုငွေနဲ့အတူအလုံးလုံးတဲ့ဒီကြောက်တွေပဲအလုံးလုံးတဲ့ပေါ့နော်ငွေအတီတငယ်ချင်းယူရမှတရားရှိတယ်သူကကြတော့စိုင်းနေလဲဖွင့်လာတယ်ကုမ္ပဏီလဲဖွင့်လာတဲ့ခါကျတော့လာတဲ့နေ့မှာပဲဘဏ်အကောင့်မရှိသေးဘူးမလားတဲ့လာတဲ့ငါလည်းလိုက်ခဲ့ငါနေ့ကဘဏ်အကောင့်ဖွင့်ပေးမယ်ဆိုပြီးတော့လေငွေကိုဘဏ်အကောင့်ဖွင့်ပေးရကွာဒါတိတတာယူထူးကြချက်ပေါ့နော်အဲ့တော့ဘဏ်အကောင့်ဖွင့်ပေးပြီးတော့ကွာဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒါအဆင်ပြေသွားတယ်ပေါ့လေတကူကချက်ချင်းမဟုတ်တော့မှလေဟိုမစိုးတလောက်လေးထူးကြရတယ်ပေါ့နော်အဲ့လိုလေးဖြစ်တယ်ဒါတော့မှတော့ငွေဒီလက်ဘက်ကမဝဲရသေးဘူးအဲ့တော့ငွေအဲ့လိုမျိုးလေးနေနေမှာဒီပြပွဲနေ့ကိုလည်းရောက်လာရောပြပွဲနေ့ကိုလည်းရောက်အောင်ငွေပထမဆုံးဒီပိုက်ရိုက်လေးဝယ်နေမှာငွေပတ်စံ10သိန်းထပ်လွှဲပေးလာရပေါ့နော်အဲ့ဒီအပြင်မှာငွေဒီပိုက်ရိုက်လေးလည်းဝယ်ကောငွေစီးပွားလက်လာပါပေါ့နော်အရန်ရောင်းရတယ်ကွာရောင်းရတော့မှပိုက်ရိုက်တွေပဲအများကြီးရောင်းရတယ်ပေါ့လေအဲ့ဒါလေးကတော့ဒါငွေရဲ့ထူးခြားချက်ပေါ့နော်ဒီပိုက်ရိုက်လေးဝင်တဲ့နေ့ကနေစပြီးမှသူ့ရဲ့ထူးခြားချက်ကဘယ်လိုမျိုးလဲဆိုတော့ကျွယ်ဝချမ်းသာခြင်းဆိုတဲ့နေရာမှာလေပတ်စံငွေကြီးတစ်ခုလည်းမဟုတ်ဘဲနဲ့ပေါ့နော်ဘာကြီးပါလဲဆိုတော့အဲ့လိုမျိုးပေါ့ကိုအဲ့လိုတငယ်ချင်းကတွေးလို့ပတ်စံပေးလိုက်တာတော့မဟုတ်ဘူးပေးလိုက်တာလို့စသဖြင့်ပေါ့လေအဖက်ဘက်ကနေပေါ့နော်နောက်ဆုံးအဲ့လိုစားစရာတွေပဲဖြစ်ဖြစ်ကျွယ်ဝချမ်းသာတဲ့ဟာတွေပေါ့နော်မျိုးစုံစားစရာတွေကျွယ်ဝချမ်းသာလားလူမှုရေးပိုင်းလားနောက်ဆုံးကွာဒီလားကိုယ့်ပေါ်မှာတကယ်ကောင်းတဲ့မိတ်ဆွေပေါ့နော်အဲ့လိုမျိုးတိုးဝါလာတော့တွေ့ရတယ်ပေါ့လေဒီကြောက်လေးကိုဆောင်ခြင်းအပြင်အဲ့တော့ငွေကဒီမှာပြန်ပြီးတော့မျှဝေပေးတာပေါ့နော်ဒီ pirate ကြောက်လေးကိုငွေကအခုလောလောဆယ်မှာပေါ့နော်ဒီလိုမျိုးပတိလက်ပတ်လေးတွေရယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးအချီချိုးလေးနဲ့ပဲတီးထားတာပေါ့လေဒါကတော့ငွေကအရင်ဝှချင်တော့ကွာကိုယ့်ဘာသာကိုစိတ်ကြိုက်တဲ့ဒီဇိုင်းကိုလည်းပြန်ပြီးတော့တီးလို့ရတယ်ပေါ့လေအဲ့တော့ငွေကတော့အရင်ဝှချင်လို့ဆိုပြီးတော့ဒီအနောက်မှာဒီလိုဟ
ဟိုကြည်ချိတ်လေးနဲ့တွေ့ပြီးတော့ဝတ်တယ်ပေါ့လေဒါငွေချက်ချင်းဝတ်ချင်လို့ဆိုပြီးတော့ဒီပြပွဲနေမှာငွေချက်ချင်းဝတ်ချပလိုက်တာပေါ့လေအဲ့တော့လေငွေဝတ်ထားတာကိုကြိုက်လို့ဆိုပြီးတော့အများကြီးလာမှာသွားကြရပေါ့နော်အဲ့တော့လေငွေကအရင်ကျေးဇူးအများကြီးတင်ပါတယ်လို့ငွေအားလုံးလည်းကျေးဇူးတင်နေတယ်ပေါ့နော်အဲ့ပြင်ဒီ pirate ကြောက်လေးဒီတကယ်ကို energy ကြောက်တိုင်းမှာ energy ရှိတယ်ဒါပေမဲ့ရှိတဲ့ကြောက်တွေအကုန်လုံးထဲမှာ energy strong အဖြစ်ဆုံးကြောက်လေးပေါ့နော်ဒီ pirate ကြောက်လေးပါဒါငွေကတော့ဒါလုံးဝဒီလိုလေးထားထားရပေါ့နော်အဲ့တော့ဒီလိုမျိုးဒီလိုကိုကတော့မဝေ့ချင်ဘူးကိုရဲ့ဒီလိုပေါ့နော်အိတ်ကက်ထဲမှာပဲဖြစ်စောင်းလာခြင်းလဲဆိုရင်လည်းဒီလို crystal pirate လေးကိုလည်းငွေရောင်းပေးပါတယ်အဲ့ဒီအပြင်ပေါ့နော်ဒီလိုပတိပတ်လေးရှိမယ်လက်စွပ်လေးရှိမယ်ဒီလို site ကြီး site သေးလေးရှိမယ်ပေါ့လေအဲ့ဒီအပြင်မှာငွေကတော့ဒီဟာဆွဲချိုးအနေနဲ့ဝတ်တယ်ပေါ့လေ pirate ကအဓိကကကြတော့လေပြောချင်တာကကြတော့ तू ကကျင်းနီဘက်ကိုလည်းမသွားဘူးကျင်းနီအယောင်ဘက်ကိုလည်းမသွားဘူးဟိုရွှေရောင်ဘက်ကိုလည်းမဟုတ်ဂျားအယောင်ပေါ့နော်အဲ့တော့ဒီမိန်ရောမှာလားဆိုရင်တော့ပေါ့လေအဓိကကတော့ငွေတို့ကရွှေဝတ်ငွေပဲဝတ်ဘယ်ပဲဝတ်ပေါ့နော်တနခါတွေဂျေးတွေလိုရှင်တွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေနဲ့တွေးထိပါများလာရင်တော့အယောင်ကတော့မိန်ကောင်းမယ်ပေါ့လေဒါပေမဲ့ဒီဟာဒီတကယ်သဘာဝတတုအယောင်ဖြစ်ပြီးတကယ်သဘာဝပစ္စည်းပဲဖြစ်တယ်ပေါ့လေအဲ့တော့ဒီကကြီးမှာငွေတို့က fancy ပစ္စည်းကိုတော့မှကွာ4-5-6သိန်းဝယ်ပြီးဝတ်နေရတဲ့အချိန်မှာဒီလိုမျိုးသဘာဝကြောက်လေးတွေကိုကဝတ်ဆင်ခြင်းအပြင်ကိုအသားနဲ့ထိပြီးဝတ်ဆင်ခြင်းအဖြစ်ပေါ့နော်ကိုစီကိုကျွယ်ဝချမ်းသာတဲ့တက်ပြီးအများကြီးယူလို့ရပါတယ်လို့ငါကလည်းဒီမှာပြပေးချင်တာပေါ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ်ရှင်တတား